TV 也还得打来喷起来我们话对个，球地呢，陆地一边比较来落沙来我们话，陆地也看哪里应出来吧me，ပြီးရင်တော့ကျွန်တော်တို့ကချိုတီးရဲ့ထိတ်ကိုဖြတ်အေးခွန်နွားပြီးရင်တော့ချမ်းလို့တဲ့ချမ်းခုံချင်းပြီးဒီမနဲ့ဝေးရစီပြောလို့ကျွန်တော်မနှဲကောက်ဖမ်းလိုက်ရပါတယ်ပြီးရင်တော့ကျွန်တော်တို့အစိတ်စိတ်အမော်မော်ပိုင်းခြားရပါမယ်အဲ့လိုအစိတ်စိတ်အမော်မော်ပိုင်းခြားတဲ့နေရာမှာကျွန်တော်တို့အရွယ်စားကတော့ကိုကြိုက်နေတဲ့လောက်အရွယ်စားလေးကျွန်တော်တို့ပိုင်းခြားနိုင်ပါတယ်ခင်ဗျာထိုနည်း၎င်းပဲဗီဒီယိုလည်းစိတ်အမော်မှာပိုင်းခြားရပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့စလုံးလေးထဲမှာထည့်ပြီးတော့ကျွန်တော်တို့ရေလေးပါလေးချိုးပေးရတော့ဗောရေလေးပါလေးချိုးပြီးပြီဆိုတော့ကျွန်တော်တို့ကောင်းလေးစီလေးလိမ့်တနခါပပလေးနဲ့မိတ်ကပ်လေးလူပြီးတော့စားနိုင်ဟင်းချုံမောက်ငရုတ်ဒီမောက်အနှဲငယ်ထည့်ပြီးလက်စီရပါမယ်လက်စီပြီးရင်တော့ကျွန်တော်တို့နေရပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့အကြော်မောက်ဆန်မောက်ထည့်မယ်ဆန်မုတ်နေရာမှာပြောင်းဖို့မုတ်ထည့်လဲရပါတယ်ခင်ဗျာပြီးရင်တော့ရေနဲ့ငီထည့်ပြီးကျွန်တော်တို့နေရပါမယ်ဟိုနေဒီနေလှုပ်ပြီးတော့ကျွန်တော်တို့ဒီအနေထားလေးရလာပါမယ်ခင်ဗျာဒီအနေထားလေးရရင်တော့ဦးထဲစီထည့်ပါမယ်စီပူရင်တော့ကျွန်တော်တို့ကိုချိုဒီနဲ့ဒီလေးကြော်ပါမယ်ခင်ဗျာကြော်တဲ့ချိန်ကျွန်တော်တို့ကိုလှုပ်ဒီလှုပ်ခဏလေးလှုပ်ပြီးရင်တော့ရမ်းလာပါပြီခင်ဗျာရမ်းစားကောင်းတဲ့ကြော်စုံလေးရပါပြီဥစရာလုံနည်းလေးကတော့ကျွန်တော်နောက်ရက်မှာပဲပြင်ပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်